ဒီနေ့မှာတော့ရတာရှိပြီးစားလို့ကောင်းတဲ့ကော်ရီခေါက်ဆွဲလေးလှူစားပြီးလို့လုံကြီးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာအရင်ဆုံးကြက်ရင်ပုံသားလေးတွေကိုရတာနေဖို့အတွက်နွေးမို့အနေငယ်စက်သားမို့အနေငယ်နဲ့ငရုတ်ကောင်းမို့အနေငယ်ထည့်ပါမယ်ခင်ဗျာပြီးရင်တော့စက်သားတွေကိုရတာလေးဆက်ဝင်အောင်လို့တေချာလေးနေထားပြီးတော့ခဏလောက်နှက်ထားပေးပါမယ်ခင်ဗျာစက်သားလေးတွေကိုခဏလောက်နှက်ထားတဲ့အချိန်မှာကြက်နွေးရတဲ့မိုးကြောင်လေးတွေကိုလည်းကြီးစိမ်ထားပေးပါမယ်ခင်ဗျာပြီးရင်ချက်သားလေးချက်ဖို့အတွက်အိုးပူလာရင်စီလေးနဲ့ငယ်ထည့်ပါမယ်စီပူလာပြီဆိုရင်တော့ချက်သားလေးတွေကိုထည့်ပါမယ်ကျွန်တော်ကတော့ချက်သားတွေကိုတစ်ခါတည်းမပြုတ်ဘဲနဲ့ခုလိုမျိုးလေးစီလေးနဲ့ကြော်ပြီးတော့ပြုတ်ကြော်လေးကြော်မှာဖြစ်ပါတယ်ခင်ဗျာချက်သားတွေကရေလေးတွေခန်းသွားတဲ့ဒီချက်သားလေးတွေကိုဟိုဘက်ဒီဘက်လှမ်းပြီးတော့ကြော်ထားပေးပါမယ်ချက်သားတွေကရေလေးတွေခန်းသွားပြီဆိုရင်တော့ရေလေးနဲ့ငယ်ထည့်ပြီးတော့ချက်သားလေးပူလူအောင်လို့ဖုံးလေးအုပ်ပြီးတော့ခဏလောက်တည်ထားရေလေးတွေခန်းသွားပြီဆိုရင်တော့ချက်သားလေးတွေကိုတစ်ခါတည်းမှုတ်ပြီးတော့6အောင်လို့ခဏလောက်ကြော်ထားပေးလိုက်ပါမယ်ဒီနေ့တိုင်းလည်းရောက်ပြီဆိုတော့မီးလေးပိတ်ပြီးတော့အိုးလေးချက်ထားလိုက်ပါမယ်ပြီးရင်တော့ခုနကရေစိမ်ထားတဲ့ချက်လေးနဲ့မိုးကြောင်လေးတွေကိုလည်းကကြီးလေးနဲ့ညှက်ပြီးတော့အစင်းလေးပြည့်အောင်ပြင်ဆင်ထားပါမယ်ခင်ဗျာပြီးရင်ခေါက်ဆွဲအတွက်ရင်နွေးလေးဆူလာပြီဆိုရင်တော့ကြော်ခေါက်ဆွဲတစ်ထုပ်လောက်ထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်ခင်ဗျာခေါက်ဆွဲလေးတွေလူးသွားပြီဆိုရင်လည်းခေါက်ဆွဲလေးတွေကတ်မသွားအောင်လို့ရေလေးနဲ့3လက်တော့ဆေးပေးရပါမယ်ခေါက်ဆွဲလေးတွေကိုရေဆေးပြီးသွားပြီဆိုရင်စီလေးနဲ့ငယ်ထည့်ပြီးတော့တမအောင်လို့ခဏလောက်နေထားပေးလိုက်ပါမယ်ပြီးရင်ခေါ်ရင်လုပ်ဖို့အတွက်ခြေတန်းတလီတောင်ပုံပွဲစုံတည်ပြီးတော့ခုနကမိုးချောင်းနဲ့ကျွတ်နေရုပ်ကိုထည့်ပါမယ်ကြော်ပြီးမှွားထားတဲ့ခြေသားလေးတွေကိုလည်းတစ်ခါတည်းထည့်ပါမယ်ပြီးရင်အရသာအတွက်ဘန်းငံပြရဲ့အကျဲတစ်စုံထည့်ပါမယ်ဘန်းငံပြရဲ့အနောက်ကိုတော့နှစ်စုံထည့်ထားပါတယ်ကိုကအယောင်လေးပိုရဲတာလို့ချင်းထည့်လို့ရပါတယ်တင်းစီလေးကိုလည်းထမင်းစားစုံနဲ့တစ်စုံစာလောက်ထည့်ထားပေးလိုက်ပါမယ်ပြီးရင်အရသာအတွက်ချက်သားမောက်အနေငယ်ထည့်မယ်စားလေးလည်းအနေငယ်ထည့်မယ်ကြားလေးကတော့ကိုအချိုလိုတော့ထည့်ပါမယ်ပြီးရင်တော့ရတာလေးနှံ့အောင်လုံးနေထားပြီးတော့ပုံးလေးအုပ်ပြီးခဏလောက်ထည့်ထားပေးလိုက်ပါမယ်ဒီအိုတဲထားချိန်မှာကော်ရီအတွက်ပြောင်းခုံပုံသုံးလုံးစာကိုထည့်ထားပေးပါမယ်ကျွန်တော်ကဒီညမှာ6ခုံပုံရောမသုံးမဲ့နဲ့ပြောင်းခုံပုံကြီးပဲသုံးထားပါတယ်ကော်မုံလေးတွေကိုရေလေးထည့်ပြီးတော့ကတ်မတော့အောင်လို့တမအောင်လို့မှွေထားပေးလိုက်ပါမယ်။တဲထားတဲ့ဟင်းအိုးလေးကလည်းပွက်ဆူလာပြီဆိုရင်တော့ရတာလေးမြည်ကြည့်ပါမယ်။ရတာလေးမြည်ကြည့်လို့ကိုလိုချင်တဲ့နေသားလေးရောက်ပြီဆိုရင်တော့ကော်ရည်ထည့်ပါမယ်ခင်ဗျာ။ကော်ရည်ထည့်တဲ့နေရာမှာလည်းကော်ရည်ထည့်တဲ့အချိန်မှာအောက်ကနေပြီးတော့တစ်ခါတည်းမှွေထားပေးရပါမယ်။မဟုတ်ရင်ကော်ရည်တွေကခဲသွားတတ်ပါ။ကော်ရည်လေးထည့်ပြီးသွားပြီဆိုရင်တော့ကြောက်တုံတော့ဖောက်ပြီးတော့ထည့်ထားပေးလိုက်ပါမယ်။ကော်ရည်လေးတွေကိုတောက်လျှောက်မှွေထားပေးပြီးကိုလိုချင်တဲ့အဖြစ်ချင်းလေးရောက်ပြီဆိုတော့မီးပိတ်လိုက်လို့ရပါပြီခင်ဗျာ။ပြီးရင်ဟင်းပွဲပြင်ဖို့အတွက်ခေါက်ဆွဲစင်းလေးထည့်ထားတဲ့ပကံလေးတွေကိုကော်ရည်လေးတွေထည့်ပါမယ်ခင်ဗျာ။ကျွန်တော်ကကော်ရည်ရွှဲလေးစားခြင်းလို့ကော်ရည်လေးကိုများများလေးထည့်ထားပေးပါတယ်ပြီးရင်ခုနကချက်သားမှုတ်ထားတဲ့လေးကိုလည်းထည့်ပါမယ်ကစုံရဲ့ရည်လေးထိုးထားတာလေးလည်းထည့်ပါမယ်ညမှာပဲ့ပိန်ပေါင်းရှိရင်ပဲ့ပိန်အောင်လေးထည့်လို့ရပါတယ်ဒါကတော့ကော်ရည်ခောက်ဆွဲလေးနဲ့တွဲစားဖို့အတွက်ချင်းချင်းဆက်ဆက်ငပီတောင်းလေးဖြစ်ပါတယ်ကော်ရည်ခောက်ဆွဲနဲ့ငပီတောင်းနဲ့ပါဆန်လေးတို့မေးခွန်းထုံးမိမယ်တကယ်နဲ့တွဲစားကြည့်တော့ရမ်းလိုက်ဖက်ပါတယ်ခုဆိုရင်တော့ရတာရှိပြီးရမ်းစားလို့ကောင်းတဲ့ကော်ရည်ခောက်ဆွဲလေးရပါပြီခင်ဗျာလုံနည်းလေးကလည်းရမ်းကိုလည်းဘူးလို့လုံစားကြည့်ဖို့အကြံပေးပါတယ်ခင်ဗျာဆုံးဖြတ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ